ကျွန်တော်တို့တွေကကိုကြီးပြင်းလာကြတဲ့ပတ်ဝန်းကျင်ယဉ်ကျေးမှုနဲ့လူမှုအတိုင်းဝိုင်းကတတ်မှတ်ပေးထားတဲ့ဘောင်နေစီးမင်းနေနဲ့ဘယ်ချိန်မှာဘာဖြစ်ရမယ်ဆိုတဲ့အချိန်စက်ဝင် timeline နေကြတယ်မှာပဲပုံသွင်းခံခဲ့ကြရတယ်။အဲ့လူမှုလောကရဲ့ထိုက်တန်မှုစံနှုန်းတွေကိုလိုက်မိအောင်စူးစမ်းလို့အဆင်ပြေသွားတဲ့အခါလူတွေနဲ့ပတ်ဝန်းကျင်ရဲ့အတိမတ်ပြုမှုကိုရလာပြီးတော့မှခဏတာတော့စိတ်ကျေနပ်မှုရကောင်းရလိမ့်မယ်။တို့တော့တနေ့နေ့မှာအဲ့ဒီစံနှုန်းတွေကိုမိအောင်မစူးစမ်းနိုင်တော့တဲ့အခါအဲ့ဒီစံနှုန်းတွေထက်ကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းကရောကျသွားတဲ့အခါတို့ဒီမဟုတ်ကိုအသေးတန်အောင်မြင်အောင်လုပ်ခဲ့တဲ့ပန်းတိုင်ကြီးကကိုအတွက်ဘာအတိတ်ပဲမှရှိမနေမှန်းသိလိုက်ရတဲ့အခါကိုရဲ့စိတ်ထဲမှာငါဘာဖြစ်နေရလဲငါဒါလေးတောင်ဖြစ်မြောက်အောင်မလုပ်နိုင်ဘူးလားငါဘာလို့သူတို့လိုမျိုးပြေဆုံးတဲ့ပုံဖောက်ကိုမပန်းဆိုင်နေရတာလဲဆိုပြီးတော့မှကိုတန်တရားဖြစ်တဲ့စိတ်တွေနဲ့ကိုရဲ့အတွင်းစိတ်ထဲမှာတန်တရားစက်ဝန်ဖြစ်တဲ့မှုစက်ဝန်နေနဲ့တန်တရားလဲနေတတ်တယ်ကျွန်တော်တို့ကကိုယ့်ရဲ့ဖြစ်တည်မှုတန်ဖိုးကိုပတ်ဝန်းကျင်ရဲ့အမတ်ပေးစနစ်ပေါ်မှာပဲလုံးလုံးလျားလျားအခြေခံနေတဲ့၍တော့ဘလောက်ပဲအောင်မြင်အောင်စူးစမ်းလှုပ်ပြအတွင်းစိတ်ကတခုခုပျောက်ဆုံးနေတယ်လို့ဟာတတာဖြစ်နေတယ်။သူများတွေဖြစ်မြောက်တဲ့ timeline ကိုယ့်ရဲ့ဘဝတွေကိုအသင်းဆွဲသွင်းပြီးတော့မှသူများတွေကတော့အသက်20-30မှာဘာတွေဖြစ်နေပြီငါကတော့ဘာတွေမဖြစ်သေးဘူးစသဖြင့်နိုင်ရှင်ပြီးတော့မှကိုညင်းစိမ့်နေမိလိမ့်မယ်သူများတွေရဲ့ဖြစ်တဲ့နာတွေနောက်လိုက်ရင်နဲ့ကိုယ့်ရဲ့စစ်မှန်တဲ့ဖြစ်တဲ့မှုပျောက်ဆုံးသွားလိမ့်မယ်ဘဝဆိုတာအခြားသူတွေတတ်မှတ်ထားတဲ့စံနှုန်းပွဲတစ်ခုကိုဝင်ရောက်ဖြစ်ဆိုနေရတဲ့နေရာမဟုတ်ပါဘူးကိုယ့်ရဲ့ထူးခြားလှပတဲ့တန်ဖိုးထားမှုတွေအားသာချက်တွေကိုယ့်ရဲ့တဘာဝတွေကိုပေါင်းစပ်ပြီးတော့မှကိုယ့်ရဲ့အတွင်းအစစ်တာနဲ့အညီနေထိုင်ရှင်သန်ရမယ်ကိုယ်ပိုင်ခီးစဉ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်တစ်ခါတလေမှာပုံဝင်ခြင်းရဲ့ကျဲလောင်လွန်တဲ့အတန်တွေကိုခဏလောက် pause လုပ်ထားပြီးတော့မှကိုယ့်ရဲ့စိတ်ကလေးကိုငြိမ်းအေးအောင်အတိတတိနဲ့ထိန်းချောင်းရင်ပြီးတော့မှကိုပြန်ဆန်းစစ်ဖို့အတွက်လိုအပ်ပါတယ်။ငါအခုတွားနေတဲ့လမ်းကငါတကယ်ရှောက်ချင်တယ်။အခြားသူတွေရှောက်တဲ့တယ်လို့ပြောပြီးတော့မှအခြားသူတွေကငါ့ကိုရှောက်စေချင်တဲ့လမ်းဖြစ်နေတာ။ငါဘဝရဲ့အောင်မြင်မှုကိုအခြားသူတွေရဲ့စီးတွေပေါင်းနေနဲ့ပဲဆက်ပြီးတိုင်းတာနေတော့မှအကယ်၍မိတ်ဆွေအတွက်ဒီမေခွန်းတစ်ခုရဲ့အဖြေက no ဆိုရင်ဒီနေ့ကနေစပြီးတော့မှကိုဘာတွေကိုတန်ဖိုးထားတယ်လဲကိုရဲ့အာသာချက်တရားဘာတွေလဲကိုရဲ့ပင်ကိုယ်စရိုက်ဘာဝတွေကဘာတွေရှိတယ်လဲစတာတွေနက်နက်ရှိုင်တိနိုင်သမျှတိအောင်လုပ်ပြီးတော့မှကိုပုံနာလဲအောင်ကြိုးစားဖို့ရအတွက်လိုအပ်ပါတယ်ကိုပုံနာလဲအောင်ကြိုးစားလာနိုင်တာနဲ့အများကိုအကြောင်းကိုသိလာလေကိုလက်ခံနိုင်စွာနဲ့မြင့်မာလာပြီးတော့မှစစ်မှန်တဲ့လွတ်လပ်မှုရဲ့အနှစ်သာရကိုလည်းပို့ပြီးခံစားလာရပါလိမ့်မယ်အကယ်၍မိတ်ဆွေကကိုပြန်ရှာပြီးတော့မှတကယ်စစ်မှန်ပြေးသွားတဲ့ဘဝကိုနေထိုင်ရှင်သန်သွားဖို့ရအတွက်အသင့်ဖြစ်နေပြီဆိုရင်ကျွန်တော်တို့ရဲ့Jennifer A coaching team ကနေပြီးတော့မှစီစဉ်ထားတဲ့ Unlocking Your Life Impact ဆိုတဲ့ 3D journey ကိုလာရောက်စီမျိုးဖို့ရအတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဒီ3ရက်တာခီးစဉ်မှာကျွန်တော်တို့အားလုံးတူကိုအကြောင်းကိုနက်နက်ရှိုင်နားလည်နိုင်တယ်များနားလည်လာအောင်ရှာဖွေဖော်ထုတ်ရမယ်ခီးစဉ်တစ်ခုဖြစ်ပါတယ်ဒီခီးစဉ်ပြီးဆုံးသွားတဲ့အခါမှာကိုနားလည်လက်ခံနိုင်စွာနဲ့မြင့်မာလာပြီးတော့မှကိုဘဝကိုတကယ်
ကျင့်တဲ့ပြေဝစွာရှင်သန်နေထိုင်သွားနိုင်မယ်နီလန်းတွေကိုရရှိတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးအတူတူ3ရက်တာသင်တန်းမှာစောင့်ပေးကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်